ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်းခရိုင်လှိုင်မြို့နယ်လူထုရှိပြုဗဟိုဌာန Community Center ခန်းမတွင်ယနေ့နံနက်ပိုင်းကကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်ကောင်းစဉ်ဖြင့်အသိပညာပေးတိုးရှိုးကိုဆွေးနွေးခဲ့ရာပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရုပ်သံကြမ်းတင်သုံးအင်အားပြဒိုမိုးမိုးရေးနဲ့စာရေးဆရာမပေါပေါတို့ကယခုလိုပဲဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာမင်္ဂလာပါရှင်ဒီနေ့ဆွေးနွေးပေးသွားမယ့်တော်ရှိုးကြားမှာလေးကတော့ကျိုးတင်ကာဝယ်အပူဒဏ်အနေအကြောင်းလေးပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာမရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်မြန်မာနိုင်ငံမှာနေပူချိန်မြင့်တင်နေရှိပါတယ်ရှင်အဲ့ဒါလည်းပတ်သက်ပြီးတော့ဆွေးနွေးကြံပေးပါဦးဆရာဟုတ်မှန်ပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံပေါင်းတကမ္ဘာလုံးမှာဆိုတာအယ်နီညိုဖြစ်စဉ်ကြောင့်နေပူချိန်တစ်နှစ်တစ်နှစ်ပို့ပြီးတော့မှမြင့်တက်နေလာကိုခန်းစားနေရတယ်လို့နာနီးညာဖြစ်စဉ်ကြောင့်လည်းရာသီဥတုမမှန်တာတွေရာသီဥတုပြင်ခန့်တာတွေကြုံတွေ့နေတာအဲ့တော့ထူးခြားတဲ့နေပူချိန်တွေဖြစ်ကျမလေ့လာကြည့်တဲ့အခါမှာဧပြီလ2ရက်နေ့မှာမြန်မာနိုင်ငံအလယ်ပိုင်းမင်းဘူးမြို့မှာဆိုတော့ temperature 43.2 degree Celsius မြင့်တက်ဆုံးဖြစ်နေတာတွေ့ရတယ်လို့တခြားမြို့နယ်တွေဖြစ်တဲ့မဘိုးရီတို့6တို့မြင်းဘူးတို့မြင်းကြံပေါ့နော်တောင်ရင်းကြီးဒီဒေသတွေမှာလည်းနေပူချိန်တွေက42 degree Celsius အထက်မှာရှိနေတာတွေ့ရတယ်အဲ့တော့ကျမနေလည်းအထူးသတိပေးချင်တာအခုလိုမျိုးပဲနေပူချိန်မြင့်တက်တဲ့အခါမှာအကယ်၍လူတစ်ယောက်ကနေပူချိန်40 degree Celsius အောက်မှာရှိနေပြီအဲ့ဒီလူကဆိုနှုတ်ကဆဲပျက်စီးတဲ့တယ်对面43 degree Celsius မှာနေ့စဉ်တွေ့ကြုံရပြီဆိုအဲ့ဒီလူကဆိုလုံးဝအသက်အန္တရာယ်လေစိုးရင်ရတဲ့အခါမှာမနက်ကလူမပြီးလေပိုင်းမှာရှိတဲ့လူတွေလည်းဒီကာလမှာပေါ့နော်အထူးသတိထားဖို့လိုပါတယ်လို့ကျွန်မသိပေးချင်ပါတယ်။ဟုတ်ကဲ့ပါဆရာမ။နေ့စဉ်မြင့်တက်ရင်ဘယ်လိုကျန်းမာရေးဆိုးကျိုးတွေခံစားရနိုင်ပါလဲဆိုတာပြောကြားပေးပါဆရာမ။ဟုတ်ကဲ့ပါ။နေ့အပူချိန်မြင့်တက်ခြင်းရဲ့ဆိုးကျိုးကတော့ဒါအခြေခံအဖြစ်တစ်မျိုးရှိတယ်။ဆရာမလည်းကြားဖို့မှတင်ပါတယ်။နံပါတ်1ကတော့ heat exhaustion လို့ခေါ်တဲ့အပူကြောင့်ဖြစ်တဲ့ပင်ပန်းလွှမ်းနေခြင်း။နောက်တစ်ခုကတော့ heat stroke လို့ခေါ်တဲ့ပူကြောင့်ဖြစ်တဲ့သတိလစ်ခြင်းရှိအဲ့တော့အဲ့ဒီခုရဲ့ယောဂလက္ခဏာတွေဆိုတော့ heat exhaustion လို့ခေါ်တဲ့ပူဒဏ်ကြောင့်ဖြစ်တဲ့ပင်ပန်းလွှမ်းနေတာဘယ်လိုလက္ခဏာတွေလဲဆိုခေါင်းမူးမယ်လို့ခေါင်းတွေနှောက်မယ်ခေါင်းတွေကိုက်မယ်ကြွတ်တက်မယ်နော်နောက်ပြီးတော့အခါမှာလုံးချိမယ်ပျော့ပွေမယ်ရေတွေအားစားမယ်ကနာမငြိမ်လေးဖြစ်မယ်ခန္ဓာကိုယ်က temperature တွေမြင့်တက်လာမယ်ဒါကလည်းပြောတဲ့ heat exhaustion နောက် heat stroke ကတော့ဒါဆရာမသိတဲ့အတိုင်း online မှာတွေ့တယ်ခါရကောင်းပေါ်မှာတင်သွားတာလမ်းပြလမ်းပေါ်မှာတည်တာလူမျိုးတွေကျွန်တော်တွေ့နေရတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့အပူဒဏ်ကြောင့်သတိဘာတွေလက်ကြလဲဆိုရင်အဲ့ဒီလက္ခဏာတော့အရေးပြားတွေကပူပြင်း6တွေ့လာပြီးတဲ့အခါမှာလုံးဝရေဓာတ်တွေခန်း6သွားတာနော်ခန္ဓာကိုယ်မှာ temperature တွေတအားမြင့်ပြီးတော့မှတော့ပါလဲဆိုကြောင်ဝန်ထမ်းတွေဖြစ်နေသတိလက်သွားမှာဘယူပြန်တယ်ပေါ့ဒီလိုမျိုးတွေလည်းဖြစ်တတ်ပါတယ်နော်ပေးချင်ပါတယ်ပူဒဏ်အနေနဲ့ကြိုတင်ကာကွယ်ဖို့စောင့်ရရှောင်ရနီးများကောင်းနေလည်းရှိတယ်ကြံပြုပေးပါဆရာဟုတ်ကဲ့ပါဆောင်းရရှောင်းနီးလန်းကောင်းတွေတော့ရှိတယ်တကယ်လည်းလိုက်နိုင်ရင်တော့ကောင်းတယ်ပေါ့နော်ဆရာမတို့ဒီမှာရှောင်းရမယ့်ဟာကိုဥစားပေးပြီးပြောရမယ်ဆိုတော့နေအောင်ကြီးကိုထိုက်ရိုက်ကြည့်တွေ့တာကိုတက်နိုင်ဆုံးရှောင်းပါအဲ့တော့နေပူလေးကပြန်လာရေတက်မချိုးပါနဲ့တချို့ကပါဆိုပူရဲဆိုရေတွေလောင်းချလိုက်တာပေါ့နော်အဲ့ခါကျရင်တို့ဖြစ်လဲဆိုကျမတို့နေပူလေးကပြန်လာတဲ့ခါမှာတက်နိုင်ဆုံး10မိနစ်လောက်နော်အဲ့ဒါကိုကျမတို့ခဏလေးထိုင်နေပါချွေးသိမ်အောင်နေပါပြီးရေအုံးဝတောက်လိုက်ပါပြီးမှရေချိုးခြင်းချိုးနောက်တစ်ခုကတော့ကျွန်မပြောချင်တာတော့ဒါနေပူရီကနေပြန်လာတဲ့kitchen ပဲအိုက်တယ်ဆိုအဲကွန်ကန်နဲ့ဝင်သွားလိုက်တာတော့ပန်ကားလေးလုံးဝခံလိုက်တာတော့ချိုးကြတော့လည်းပါဆိုအဲကွန်ကားကြီးစီးပြီးတော့မှkitchenကားဖို့နေပူလေးကိုထွက်လိုက်တာဆိုအဲ့တော့တစ်ခုရှိလူခဏကိုဝါကြတော့ပါလေပူလုံးအေးလုံးကိုတပြိုင်နက်ခံစားဖို့ဆိုမစွန့်နိုင်တဲ့ကောင်မှဘုရားကတော့ stroke တွေဖြစ်မယ် stress တွေဖြစ်မယ်နော်ဒါပေမဲ့ exhaustion တွေဖြစ်မှာဖြစ်တယ်အဲ့တော့ကျွန်မတို့ကအဲ့ဒါကိုလည်းသတိထားဖို့လိုတယ်နောက်တစ်ခုကတော့အရက်သေးစာတောက်စားခြင်းပူဒဏ်အန်တယ်တခြားလူတွေတက်ပူလို့မှသူကစိုးကျိုးတွေကိုပုံပြီးမှခံစားနေတယ်အဲ့တော့ဖြစ်နိုင်တော့အရက်မတောက်တာလည်းအကောင်းဆုံးပေါ့နော်ဘယ်ရသည်လို့ဆိုပြီးလူရသည်တော့ပူဆိုမှာပေါ့နော်နောက်တစ်ခုကတော့ဆောင်းဝါးမဲ့အချက်ကိုပြောရရင်တော့တက်နိုင်တဲ့မြဲအိတ်ထဲမှာပဲနေပါမဖြစ်မနေပေါ့နော်စောင်းဝတ်နေရပြန်ထွက်ရပြီးဆိုတော့ကျွန်မတို့ကလေအောင်ကြီးကိုခုခံကောင်းလို့ဆိုထီဆောင်းတာလို့အင်းကြီးပေါ့ပါလေးတွေဝတ်တာလို့ရောင်ဖြုတ်တာလေးတွေဝတ်တာလို့နော်လေကမျက်မှန်လေးတွေလုပ်တာလို့နော်အုတ်ထုံလေးတွေစောင်းဒီလိုမျိုးတွေလုပ်တယ်လို့ရေလဲများများတောက်ပြီးပါတချို့ကြတော့လေပါဆိုဒီဟာဒီမှာနေပူတဲ့ခဏနာတော့ရတယ်နေပူရဲ့ပြန်လိုက်စီအောင်ပြီးမိန်းကလေးရောယောက်ျားလေးအဲ့ခါကျပါလဲဆိုချို့တွေကဘာကြောင့်ဖြစ်လဲဆိုစီးပူတယ်စီအောင်တယ်စီးချုပ်တယ်ဆိုတာရာသီဥတုပူသွားပြီးပြန်လာလို့ရှိရင်ရေခဲရေတောက်လိုက်တာရေခဲတော့ဝါတာစီလန်းချောင်းနဲ့ပိုးဝင်တယ်အဲ့ဒီမှာကဒီကာလမှာဆိုတော့ပုံမှန်တဘာဝရေပဲညများတောက်ဖို့လက်ဆဖို့တောက်ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးစီးချုပ်ဝဲဆိုတော့လက်ဖက်ချောက်ရေဝေးချင်အခါပေါ့နော်အဲ့တဲကိုကြားထက်ပြီးအိမ်ခံတာအဲ့ဒါမတမ်းမှကောင်းနော်ဒီကာလအတွက်ကျမတော့ကျမရေးဖြစ်စေတဲ့เนาะအကျိုးပြုတဲ့ဓာတ်စာတွေကိုပြောရမယ်ဆိုရင်တော့ဘုံလာဥဖြူတို့ပဇွန်ရွက်တို့ဖရဲသီးတို့တခွားသီးတို့ပေါ့เนาะရှောက်သီးနောက်ဖြော်ရည်နေနဲ့ဆိုတော့မကြီးဖြော်ရည်ဇီးဖြော်ရည်လို့เนาะဒါတွေကမတန်းမှကောင်းတဲ့ကြံရည်ပေါ့เนาะဒါတွေက
ဒီကာလအတွက်ဓာတ်စာတွေဖြစ်ပါတယ်လို့ဒီမှာအကြံပေးချင်ပါတယ် ဟုတ်ကဲ့ပါဆရာမပူတဲ့အန်ဒီကိုကြိုတင်ကာကွယ်ဖို့အတွက်ဆရာမအနေနဲ့အပြည့်စုံအကြံပြုစကားလေးရှိရင်လည်းပြောကြပေးပါဆရာမ โอเคပါအပူရန်အန်ဒီယောစောင့်မှုဆိုခုနကလည်းပေါ့နော်အသက်ကိုညံဆောင်တယ်ပေါ့နော်အဲ့ကျမတို့အနေနဲ့ဘလို့ဖြစ်ဖြစ်နေ့စဉ်ဘဝမှာခုနကကျမပြောတဲ့အကြံပြုတဲ့အချက်တွေကျမတို့လှုပ်ဆောင်ခြင်းအပြင်ကျမတို့ကိုယ်တိုင်လည်းအသက်ကိုဆွတ်ဆက်လာတယ်ဆိုတော့ကိုယ့်ရဲ့မိသားစုကိုလည်းကျမတို့ကကာကွယ်ဆောင်ဖြတ်ရအောင်လုပ်တယ်အဲ့ကျမတို့နေ့စဉ်ဘဝမှာအကျမ်းမာဆိုင်တဲ့ညီညွတ်ပါစားပါတောက်ပါနော်စိတ်လက်ပြည့်စုံလည်းနေကြဖို့လိုပါတယ်လို့ပြောရတဲ့ဒီလိုဖြစ်ပါတယ် အခုလိုပြည့်ပြည့်စုံဖြေကြပေးဆရာမကိုကျေးဇူးတင်ရှိပါတယ်ရှင် ဟုတ်ကဲ့ပါရှင်